ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇလန်လေးကတော့ရေဒီယိုအချက်ပြမှုတွေကနေတဆင့်ဂျိုသားတွေရဲ့ကဘာကိုရှာတွေ့ခဲ့တဲ့ညံကြီးရှင်ကောင်မလေးတယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာနေထိုင်ပြီးအယ်လီဆိုတဲ့ကောင်မလေးကငငယ်တည်းကရေဒီယိုအချက်ပြမှုတွေနဲ့အာကာသသိပ္ပံပညာကိုစိတ်ဝင်စားတဲ့သူတူဖြစ်ပြီးတော့တနေ့မှာသူနားထောင်နေတဲ့ရေဒီယိုကနေတဆင့်ဂျိုသားတွေနဲ့ဆက်သွယ်နိုင်လိမ့်မယ်လို့ယုံကြည်ထားတဲ့သူဖြစ်ပါတယ်။အယ်လီရဲ့အဖေကလည်းသူမလိုအပ်သမျှကိုဖြည့်ဆည်းပေးတာကြောင့်အယ်လီကသူမရဲ့ဝါသနာကိုတစိုက်မမတ်လုပ်ကိုင်ရင်းနဲ့တနေ့မှာရေဒီယိုစကနေကနေတဆင့်တည်ဆုံးသွားပြီဖြစ်တဲ့သူမရဲ့အမိနဲ့ဆက်သွယ်နိုင်လိမ့်မယ်လို့တွေးထားသူလည်းဖြစ်ပါတယ်။အရွယ်ရောက်လာတော့အာကာသလေးလာရေးစခန်းမှာအလုပ်လုပ်ကိုင်ခဲ့ပြီးငငယ်တည်းကဝါသနာအတိုင်းရေဒီယိုကနေတဆင့်အာကာသတွေကအတန်တွေကိုလည်းအမြဲတမ်းဖမ်းယူနားထောင်နေခဲ့ပါတယ်။အယ်လီမှာကန့်လို့ခေါ်တဲ့မျက်မြင်လုံးဖို့ကင်မဲ့တယောက်ရှိပြီးသူမရဲ့ဝါသနာကိုလည်းနားလေတဲ့သူဖြစ်တာကြောင့်အတော်လေးအတွဲညီတဲ့သူနှစ်ဦးဖြစ်ကြပါတယ်။လေးလာရေးစခန်းမှာအယ်လီတို့နှစ်ယောက်ကဂလက်ဆီမြေပုံအစ်စ်ကိုအတူလေးလာနေကြပြီးတနေ့မှာတော့အယ်လီကပါမာလို့ခေါ်တဲ့သိပ္ပံစာရေးဆရာတယောက်နဲ့စားတောက်ဆိုင်မှာစုံခဲ့ကြတယ်ဗျ။သူတို့နှစ်ယောက်ဟာသိပ္ပံနည်းပညာအကြောင်းတွေပြောကြရင်ခင်မင်သွားခဲ့ကြပြီးတော့အင်္ဂါနေ့ညပါတီပွဲမှာစုံဖို့အတွက်ချိန်ခဲ့ပါတယ်။အဲ့ဒီညမှာတော့အယ်လီနဲ့ကန်တို့ကပါမာရဲ့ပါတီပွဲကိုသွားခဲ့ကြပြီးတော့ဟိုရောက်တော့သမရရဲ့သိပ္ပံအကြံပေးတယောက်ဖြစ်တဲ့ဒေးဗစ်ဆိုတဲ့လူကအယ်လီကိုနည်းပညာနဲ့ပတ်သက်ပြီးတော့ရစ်နေတော့ပါမာရောက်လာပြီးတော့ဒေးဗစ်ကသူ့ရဲ့အဖေဖြစ်ကြောင်းပြောပြခဲ့တယ်ဗျ။ပါတီမှာစားကြတောက်ကြသိပ္ပံနည်းပညာအကြောင်းဆွေးနွေးပြီးတဲ့နောက်မှာတော့အယ်လီနဲ့ပါမာတို့ဟာအပြင်ကခုံလေးမှာထိုင်ပြီးကျယ်ရီကိုရီတွက်ရင်းနဲ့စကားပြောနေခဲ့ကြတာပေါ့။အဲဒီနောက်မှာတော့သူတို့နှစ်ယောက်ကအနမ်းနေဖလှယ်ရင်ချစ်သူတွေအဖြစ်လှပတဲ့ညာလေးတစ်ညကိုဖန်တီးခဲ့ကြပါတယ်။ပါမာကဖျားသခင်ကိုယုံကြည်သူတူဖြစ်ပြီးအယ်လီကတော့သိပ္ပံနည်းကျသဘာဝတရားကြီးကိုလက်ခံထားသူဖြစ်တာကြောင့်သူတို့နှစ်ယောက်ရဲ့အတွေးခေါ်တွေကမတူကြဘူးဗျ။အဲဒီနောက်မှာတော့အယ်လီကအဝတ်စားလဲပြီးအလုပ်ကိုပြန်လာခဲ့ပြီးတဲ့အခါမှာဒီနေ့ဟာသူ့အဖေတည်ဆုံးတဲ့နေ့မှန်တတိယမိခဲ့ပါတယ်။အယ်လီရဲ့အဖေဆုံးတော့ကသူမကအသက်9နှစ်သာရှိသေးပြီးအာသုဘနေ့တုန်းကချဖုန်းကြီးကဒါဘုရားသခင်ရဲ့အလိုရားလို့ပြောခဲ့ပေမဲ့အယ်လီကတော့လက်မခံပဲသူမသာဆေးဘူးကိုအချိန်မီရှာတွေ့ခဲ့ရင်အဖေရဲ့အသက်ကိုကယ်နိုင်မှာဆိုပြီးဝမ်းနည်းနေခဲ့ရဗျ။အဲနောက်ပိုင်းကစပြီးတည်သွားတဲ့အတိတ်ကမိဘတွေနဲ့ပြန်လည်ဆက်သွယ်နိုင်မှုအတွက်ရေဒီယိုစကနေနီးပညာကိုဇောက်ချပြီးတော့လုပ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲသမရအကြံပေးဒေးဗစ်ကသူတို့ရဲ့ project ကိုပိတ်ချခဲ့ပြီးတော့သူမကိုယ်တိုင်မပိတ်ဖို့အတွက်တွားရောက်တောင်းပန်ခဲ့ပေမဲ့အချိန်ဖြုံးနေတာလို့အပြောခံရပြီးသူမရဲ့တင်ပြမှုကိုညှင်းဆန်ခဲ့ပါတယ်။အဲဒီနောက်မှာတော့အယ်လီဟာကုမ္ပဏီပေါင်းများစွာကိုသွားပြီးသူမရဲ့ project အတွက်စပွန်ဆာရှာခဲ့ပေမဲ့တော်တော်များများကတော့သူမရဲ့ project ကစိတ်ကူးရင်ဆန်လွန်းတယ်ဆိုပြီးပယ်ချခဲ့တယ်ဗျ။အယ်လီကလည်းရေဒီယိုကနေတဆင့်ဂျိုသားတွေနဲ့ဆက်သွယ်တာကစိတ်ကူးရင်မဟုတ်ပဲလက်တွေ့မှာဖြစ်လာမယ့်အရာဆိုတာကိုရှင်းပြခဲ့တာကြောင့်ကုမ္ပဏီတစ်ခုကသူမရဲ့ project အတွက်ငွေကြေးစိုက်ထုတ်ခဲ့ပါတယ်။၄နှစ်ကြာပြီးတဲ့နောက်မှာတော့အယ်လီနဲ့ကန်တို့ဟာနယူးမက္ကဆီကိုကအာကာသစခန်းမှာလိလာရေးတွေလုပ်နေပြီးမဲ့ဘာမှမထူးခြားသေးတာကြောင့်အထက်လူကြီးတွေကလည်းသူတို့ကိုဖိအားတွေပေးနေပြီဖြစ်ပါတယ်။၃လအတွင်းအကြောင်းမထွင်ရင်သူတို့ရဲ့ဂျိုဒူးတွေကိုအစိုးရကပိတ်ချပစ်တော့မှာဖြစ်တဲ့အတွက်အတော်လေးစိတ်ညစ်နေကြတယ်ဗျ။အဲ့ဒီအချိန်မှာပါမာတယောက်ကတော့သူရေးတဲ့စာအုပ်တအုပ်ကြောင့်သမရအင်ဖြူတော်အထိကြော်ကြားနေတဲ့စာရေးဆရာတယောက်ဖြစ်နေပါပြီ။အယ်လီကတော့နေမနာညမနာရေဒီယိုစကနေတွေကိုဖမ်းယူနားထောင်နေခဲ့ပြီးတညမှာတော့ရေဒီယိုကနေသူမှတကားမှမကြားဘူးသေးတဲ့ထူးဆန်းတဲ့အတန်ကိုကြားလိုက်ရတာကြောင့်သူ့ရဲ့အဖွဲ့ကိုဖုံးလန်းဆက်ပြီးတော့အဲ့ဒီအချက်ပြမှုရဲ့ coordinate ကိုဂျူဒူးကနေရှာခိုင်းခဲ့တယ်ဗျ။သူတို့လည်းစူးစမ်းရှာဖွေကြည့်တဲ့အခါမှာအဲ့ဒီအတန်တွေဟာကဘာကနေအလင်းနဲ့26နှစ်လောက်ဝေးတဲ့ဘီဂါဂျိုကလာတဲ့အတန်တွေဖြစ်တယ်ဆိုတာကိုထောက်လှမ်းမိခဲ့ပါတယ်။အဲဒီနောက်မှာတော့အယ်လီယာအကွာဝေးတဲ့စကနေတွေကိုရေးမှတ်ထားပြီးသတင်းစာအဖွဲ့တွေကိုခေါ်ပြီးရှင်းလင်းခဲ့ရဗျ။နိုင်ငံတော်ကသိပ္ပံပညာရှင်တွေနဲ့အစိုးရအဖွဲ့တွေပါရောက်လာပြီးစစ်ဆေးကြည့်တဲ့အခါမှာတော့မှန်ကန်နေတာကြောင့်အတော်လေးအံ့ဩနေကြပါတယ်။အဲ့ဒီအချိန်မှာကန်နောက်ထပ်အချက်ပြမှုကိုထပ်မံဖမ်းယူမိတာကြောင့်ရေဒီယိုစကနေကနေဗီဒီယိုအဖြစ်ကွန်ပျူတာနဲ့ပုံဖော်ကြည့်တဲ့အခါမှာကွန်ပျူတာမော်နီတာမှာဟစ်တလာမိန့်ခွန်းပြောနေတာကိုမြင်လိုက်ရပါတယ်။ဒါဟာအပြိုင်ဆက်ကြဝဠာကဂျိုသားတွေနဲ့ပထမဆုံးဆက်သွယ်မိတယ်ဆိုတာကိုသိရှိသွားချိန်မှာတော့နိုင်ငံသမရလည်းအဲ့ဒီအကြောင်းကို TV ကနေတဆင့်မိန့်ခွန်းပြောရပါတော့တယ်။အဲဒီနောက်မှာတော့ဒေးဗစ်အယ်လီနဲ့ကန်တို့အဖွဲ့တွေပူးပေါင်းမိပြီးဂျိုသားတွေပို့တဲ့ကုတ်တွေကိုဖမ်းယူမိတဲ့အခါမှာတော့ project မှာအစိုးရအဖွဲ့တွေပါလာပြီးနိုင်ငံရဲ့လျှို့ဝှက် project အနေနဲ့ဆက်လက်လုပ်ကိုင်စေခဲ့ပါတယ်။ဒါပေမဲ့ကမ္ဘာအပြင်ကဂျိုသားတွေနဲ့ဆက်သွယ်မိရဲဆိုတဲ့သတင်းကတခြားနိုင်ငံတွေပါပြန့်နှံ့သွားခဲ့ပြီးတော့သိပ္ပံပညာရှင်တွေနဲ့ဘာသာရေးသမားတွေကြားကြောက်ကစားဖြစ်ပြီးတော့အုံကြွလာခဲ့တယ်ဗျ။အဲဒီထဲမှာဘာသာရေးအစွန်းရောက်သမားဂျိုးဆက်လည်းပါဝင်ခဲ့ပြီးတော့သူကဂျိုသားတွေနဲ့ဆက်သွယ်မိခဲ့တဲ့အယ်လီကိုအတော်လေးမုန်းနေခဲ့ပါတယ်။လေးလာရေး၃ပတ်မြောက်နေ့မှာအမည်မသိလူတူကဂျိုသားကုတ်ပုံတွေနဲ့ message တစ်စောင်ကိုလာပို့တာကြောင့်အယ်လီလည်းဒီတာလုံခြုံရေးကျိုးပေါက်မှာစိုးရိမ်တဲ့အတွက်အဲ့ဒီလူပြောတဲ့လိပ်စာအတိုင်းဟယ်လီကော်ပတာနဲ့ထွက်လာခဲ့တယ်ဗျ။ဟိုရောက်တော့သူ့ကိုဆက်သွယ်နေတဲ့သူဟာ project ကိုထောက်ပံ့နေတဲ့ဟာရင်ဆိုသူဖြစ်တာကိုသိသွားခဲ့ရပြီးသူကဂျိုသားရဲ့ကုတ်ကိုဖော်ထုတ်နိုင်ခဲ့တာကြောင့်အယ်လီလည်းအံ့ဩဝမ်းသာဖြစ်သွားခဲ့ပြီးတော့နောက်တစ်နေ့ရောက်တော့ဂျိုသားတွေနဲ့တွားရောက်ဆက်သွယ်ဖို့အတွက်
ခင်မီအာကာသယာဉ်တစ်စီးတိစောက်ပေးဖို့အစိုးရအဖွဲ့တွေကိုတင်ပြခဲ့ပါတယ်အစိုးရအဖွဲ့တွေကဒါအန်ရီများတဲ့အလုပ်ဖြစ်တာကြောင့်လုံတင်မလုံတင်ဆွေးနွေးနေကြပါတယ်အင်းညပါတီပွဲမှာတော့ဂျိုးဆက်တို့ဘာသာရေးသမားတွေကသိပ္ပံပညာရှင်တွေဟာပြည်သူတွေရဲ့အခွင့်ကိုဖြုံးနေတယ်ဆိုပြီးအိမ်မီတော်ရှိမှလာရောက်ဆန္ဒပြခဲ့ကြတယ်ဗျနောက်နေ့မှာတော့အစိုးရကဂျိုသားတွေနဲ့တွေ့ဖို့အတွက်တယောက်စီအာကာသယာဉ်တစ်စင်းကိုတခြားနိုင်ငံတွေနဲ့ပူးပေါင်းပြီးတိစောက်မယ်ဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်ဒါပေမဲ့ယင်းထဲမှာလိုက်သွားမဲ့သူကိုရွေးဖို့အတွက်လွှတ်တော်မှာဆွေးနွေးခဲ့ကြပြီးအမေရိကန်နဲ့ဂျပန်အပါအဝင်တခြားနိုင်ငံတွေကဗော်လန်တီယာတွေကိုဖိတ်ခေါ်ခဲ့တယ်ဗျဂျပန်ကလွဲပြီးတခြားနိုင်ငံကဗော်လန်တီယာတွေလာကြပေမဲ့ဒါအတော်လေးအန်ရီများတဲ့အလုပ်ဖြစ်တာကြောင့်ယ်လီလည်းအတော်လေးစိုးရိမ်နေခဲ့တယ်ဗျအချက်ပြတဲ့ဂျိုကိုရောက်ဖို့၄နှစ်သာကြာပေမဲ့ကမ္ဘာပေါ်မှာတော့နှစ်90လောက်ကြာသွားမှဖြစ်တဲ့အကြောင်းပါမာကိုပြောခဲ့ပြီးအစည်းအဝေးမှာလည်းပါမာကယ်လီရဲ့ဘာသာရေးယုံကြည်ချက်နဲ့ပတ်သက်ပြီးတော့မိန့်ခွန်းထုတ်ခဲ့တဲ့အတွက်သူတို့နှစ်ယောက်သဘောထားကွဲပြီးတော့လမ်းခွဲခဲ့ကြပါတယ်အာကာသယာဉ်ကြီးတိစောက်ပြီးတဲ့နောက်မှာတော့စက်ရုပ်တွေနဲ့စမ်းသပ်ကြည့်နေတဲ့အချိန်မှာဂျိုးဆက်ကအလုတ်သမားအယောင်ဆောင်ပြီးစက်တွေကိုကလိလိုက်တာကြောင့်အာကာသယာဉ်တစ်စီးလုံးပေါက်ကွဲကုန်ပြီးတော့လာတဲ့လူတွေလည်းထွက်ပြေးကြရပါတယ်ယ်လီကလက်မလျှော့ပဲအာကာသစကန်မှာရှိတဲ့ဟာရင်ကိုဆက်သွယ်ပြီးနောက်ထပ်အာကာသယာဉ်တစ်စီးရှိသေးလားဆိုတာကိုစုံစမ်းကြည့်တဲ့အခါမှာဟာရင်ဟာဂျပန်မှာပုံစံတူနောက်ထပ်အာကာသယာဉ်တစ်စင်းကိုစောက်လုပ်ထားတယ်ဆိုတာကိုသိခဲ့ရပါတယ်။ယ်လီလည်းဂျပန်ကိုအမြန်သွားခဲ့ပြီးတော့အာကာသယာဉ်ထဲမှာသူမကိုယ်တိုင်လိုက်သွားမယ့်အကြောင်းအစိုးရအဖွဲ့နဲ့တိုင်ပင်ပြီးလိုအပ်တဲ့ပစ္စည်းတွေကိုပြင်ဆင်ပေးခဲ့ကြပါတယ်။ပါမာကလည်းယ်လီကိုချစ်နေစေဖြစ်တာကြောင့်သူမကိုတန်လိုက်အိမ်မြောင်လေးတစ်ခုပေးလိုက်ပါတယ်။ဒီလိုနဲ့အာကာသယာဉ်ထွက်ခွာတဲ့နေ့မှာတော့ယ်လီကိုလိုအပ်တာတွေပြင်ဆင်ပေးပြီးကန့်နဲ့တခြားသူတွေပါရောက်လာပြီးတော့အတန်ပန်းစနစ်ကနေဆက်သွယ်ပေးခဲ့တယ်ဗျ။ရင်ဆက်နိုးပြီးတဲ့နောက်မှာတော့တန်လိုက်ဆက်ကွင်းကြောင့်ယ်လီမြင်နေတဲ့အရာတွေကအတော်လေးထူးဆန်းနေပြီးတော့ဝေါ်ဟိုကနေတဆင့်တခြားနေအဖွဲ့အစည်းတွေကဗီဂါဂျိုကိုရောက်သွားခဲ့ပါတယ်။ဗီဂါဂျိုဟာကဘာဂျိုနဲ့ပုံစံတူနေပြီးတော့ဂျိုပေါ်မှာဂလက်ဆီတွေကိုမြင်နေရတာကြောင့်ပျော်ရွှင်နေပြီးတော့တိတ်မကြခင်မှာပဲအဲ့ဒီဂျိုပေါ်မှာတည်သွားပြီဖြစ်တဲ့သူ့အဖေကိုတွေ့တာကြောင့်ပြေးဖက်လိုက်ပါတယ်။ဒါပေမဲ့ဒါဟာသူ့ရဲ့အဖေအစ်စ်မဟုတ်ပဲဂျိုသားတစ်ကောင်တာဖြစ်တယ်ဆိုတာကိုသိသွားခဲ့ပြီးသူမဆက်သွယ်မိတဲ့ရေဒီယိုစစ်ကနေဟာဒီဂျိုဘောကနောက်ထပ်ယ်လီတယောက်ကပို့တဲ့စစ်ကနေတွေဆိုတာကိုနားလည်သွားခဲ့ပါတယ်။အဲ့နောက်မှာတော့ရင်းနဲ့ကဘာပေါ်ပြန်ရောက်လာခဲ့ပြီးသူမရဲ့အတွေ့အကြုံကိုလည်းဗီဒီယိုမှတ်တမ်းနဲ့တကွပြောပြနိုင်ခဲ့ပါတယ်။နောက်နေ့မှာတော့အဲ့တဲ့တင်ကဟိုလီတကြော်ကြော်ဖြစ်သွားပြီးသမရကအယ်လီကိုနိုင်ငံသိပ္ပံနည်းပညာအဖွဲ့ခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့တယ်ဗျ။18လကြာပြီးတဲ့နောက်မှာတော့ယ်လီဟာအာကာသလေးလာရေးစခန်းအသစ်တစ်ခုမှာပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီးကလေးတွေကိုလည်းအာကာသနဲ့ဂျိုသားတွေအကြောင်းသင်ကြားပေးခဲ့ပါတယ်။ဒါကတော့ယုံကြည်ရာဝါသနာနောက်ကိုတစိုက်မတ်မတ်လိုက်ပြီးတော့သိပ္ပံနည်းပညာကိုတိုးတက်အောင်လုပ်ခဲ့တဲ့ကောင်မလေးတယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်။မိတ်ဆွေတို့လည်းဒီဇလန်လေးကိုကြည့်ရှုပြီးကျင်းနဲ့ကြားလိမ့်မယ်လို့ယုံကြည်မိပါတယ်ဒီလိုဇာတ်လမ်းလေးတွေကိုအချိန်နဲ့တပြေးညီစောင့်ကြည့်ကြနေဆိုရင်တော့ကျွန်တော်တို့ရဲ့ YouTube Channel လေးကို Like and Subscribe လေးလုပ်ထားပြီးတော့ Facebook ကနေကြည့်ကြနေဆိုရင်တော့ Page လေးကို Like and Follow လုပ်ထားပေးခဲ့ကြပါအောင်ခင်ဗျာအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ